တနေ့မှာမိန်းကလေးတယောက်ရဲ့လက်မောင်းမှာစူးလိုမျိုးအချွန်အတက်တွေထွက်လာပါတယ်။သူမကထိတ်လန့်သွားပြီးအဲ့ဒီအချွန်တွေကိုကက်ကျင်းနဲ့ရက်ပစ်လိုက်ပြီးမိမကြခင်မှာပဲသူမရဲ့အည်ပြားတွေကပုတ်တိုးလာပါတော့တယ်။သူမကြောက်ကြောက်လန့်လန့်နဲ့စေးရုံသွားပြတဲ့အခါမှာတော့ဆီလာဝန်ကကူးဆက်ယောဂါလို့ထင်ပြီးလုံခြုံရေးတွေကိုခေါ်ပြီးသူမကိုတီးတန့်ခွဲထားဖို့ကြိုးစားပါတယ်။မိန်းကလေးဟာကြောက်ပြီးထွက်ပြေးရင်းလူနာဆောင်တစ်ခုတည်းရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့လက်ကနေစူးချွန်တွေထက်ထွက်လာပြီးသူမဟာနိုင်ရန်ဘော်ကိုအိမ်မြောင်တကောင်လိုတွက်လက်စွာတွဲတက်ပြီးပုံနေလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့လက်သေးနဲ့ကျွတ်ထွက်ကုန်ပြီးအင်အားတွေကလည်းမယုံနိုင်တော့အောင်တမ်းမာလာပါတယ်။တနေ့မှာတော့သူမကိုသူ့ဒေသနာအဖွဲတစ်ခုကပြန်ပေးဆွဲထားပြီးကလထိုင်မှာတုတ်နှောင်ထားလိုက်ပါတယ်။ဒါပေမဲ့သူမကလက်မောင်းကထွက်နေတဲ့အချွန်တွေနဲ့ကြိုးကိုဖျက်ပြီးလွတ်မြောက်သွားပါတယ်။သူမဟာပိုက်အယမ်းဆာလာပြီးစပွဲပေါ်ကအသားဆိုင်မွေကိုအငမ်းမရစားပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူ့ဒေသနာပညာရှင်တွေနဲ့လက်နက်ကင်တွေကသူ့မှာကိုဖမ်းဖို့ကြိုးစားကြပြီးမြဲသူမရဲ့ခွန်အားကိုမရှင်လိမ့်ကြပါဘူး။ဈေးရုံကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်မှာတော့သူမဟာလှပပြီးအစွမ်းထက်တဲ့ပစိမ်းရင်ခွဲမိန်းကလေးကအူအဖေလုံးဝအုပ်စုံပြောင်းလဲသွားပါတော့တယ်။